လေးနိုင်နိုးပြီးတော့မြတ်တာဆိုပြီးတော့လူတချို့တတိယနေဘယ်သူတွေလဲဆိုတော့အကြောင်းအမျိုးမျိုးနဲ့မြန်မာပြည်အပြင်ရောက်သွားတဲ့သူတွေပေါ့ငါဘာလို့သူတို့တတိယလဲအမျိုးတွေလည်းမဟုတ်ပဲနဲ့ငါဘာလို့သူတို့တတိယနေမိတာလဲပြန်စဉ်းစားကြည့်တော့ကိုချင်းစာမိလို့ပဲဖြစ်မှာပါအပသူများနိုင်ငံတွေမှာနေခဲ့တော့ကမြန်မာပြည်လွမ်းတယ်သလားမလောက်ဆရာလည်းမရှိပါဘူးလွမ်းတာတော့လွမ်းတာပဲနောက်ဆုံးသွားခဲ့တဲ့နိုင်ငံဆိုရင်အနောက်မှာအမေရတေဝါတော့ပိုလွမ်းတာပေါ့နော်အေးအကြောင်းမျိုးမျိုးနဲ့မြန်မာပြည်အပြင်ရောက်နေတဲ့ညီကိုမောင်နှမတို့အပနှစ်သိမ့်ချင်ပါလေဘယ်လိုနှစ်သိမ့်ချင်လဲမနေ့ကအပစကားတစ်ခုပြောခဲ့ပါတယ်ခရစ်စမတ်ကိုခရစ်တော်နဲ့စတယ်ခရစ်စမတ်ရာသီကိုတော့သွေးနဲ့စတယ်လို့စင်စတီဗန်တည်သွားခဲ့တယ်ကက်တင်ရှင်ဖေဟာအာနာရှင်ဟေရုကြောင့်ပြည်ပြေးဘဝရောက်ခဲ့ရတယ်တို့အမေမေတော်လည်းပါတယ်ဘာမှမသိသေးတဲ့လူမမဲအရွယ်ကလေးလေးတွေလည်းဂျာရီကသေခဲ့ရတယ်အာနာရှင်ကြောင့်ချစ်စွာသောအဝေးရောက်ညီကိုမောင်နှမတို့အာနာရှင်ဟေရုကြောင့်ဖေလေးဟာအီဂျစ်ပြည်မှာတိုင်းတစ်ပါးမှာနေခဲ့ရတယ်မြန်မာပြည်လွမ်းနေလဲအဲ့ဒါကိုတတိယပြီးနှစ်သိမ့်ပါလို့ချစ်စွာသောပါသူတို့ဒီနေ့ဟာအလှဆုံးနေ့တစ်နေ့ပါတန်ဖိုးထားပါတင့်စီမှာကြောက်ရွံ့နေလားအဲ့ဒါအတားအဆီးနော်စိတ်တကြနေလားအဲ့ဒါမှားနေတဲ့အမှားတွေတခုနော်ကိုယ်မှာအတ္တတွေမာနတွေရှိလားအဲ့ဒါမကောင်းမှုရဲ့အစဆိုတာသတိရပါတင်ပြောခြင်းလားတင်ပြောခြင်းလားတပားသူကိုကူတင်တပားသူအတွက်လက်ဆောင်ပေးခြင်းလားခွင့်လွှတ်ပါခွင့်လွှတ်အဲ့ဒါအကောင်းဆုံးလက်ဆောင်အလှဆုံးလက်ဆောင်တဲ့မှာလက်နဲ့ပိုင်ကြလားဒါတိုင်းဒါတွေမဟုတ်ဘူးပြုံးပါအပလို့ပြုံးပါအဲ့ဒါလက်နဲ့တစ်ခုပါအရာအလုံးထက်အမွန်မြတ်ဆုံးသောအရာဟာအချစ်ပါချစ်ချင်းပါချစ်မိပါစေโอเคဒီနေ့ပွဲကိုသွားအောင်တန်ယောဟန်နဲ့အသင်းတော်တော်မနေ့ကအသက်တူတူနဲ့ပေးဆက်ခဲ့သူရဲ့ပွဲဒီနေ့တော့အသက်ရှည်စွာနေခဲ့ရဒါပေမဲ့ပေးဆက်ခဲ့ရသူတယောက်ရဲ့ပွဲကိုကျင်းပပါတယ်သခင်ဖျားနဲ့တန်ယောဟန်ဆရာနဲ့တပည့်ကလူမျိုးအချင်းချင်းဖြစ်နေတော့ကွာနှလုံးသားတွေညှိလို့ရတာပေါ့ညှိလို့လည်းလွယ်တာပေါ့အပပြောနေကြပါကောင်းကင်ကဗျိုင်းတွေတော့အတူတူပဲပြန်ကြတယ်ကြီးကန်းတွေလည်းအတူတူပဲအစာရှာကြတယ်ရောရှက်မနေကြတာတဘာဝလည်းရှိတယ်တမျိုးမထင်နားလေလွယ်အောင်ခိုင်းနိုင်တယ်လို့မြင်ပေးပါ James and John the son of Zebedee were nicknamed by Jesus the son of thunder မိုးကြိုးသားတွေလို့တန်ယောဟန်ကိုသခင်ဖျားကသုံးပါတယ်အပမဝီလီယံဆိုမင်းသူတို့ကသိထားတော့အပမနာမည်တွေအများကြီးပဲဒါဆရာတော်တွေကခေါ်တာဝီလီအပရဲ့ကလောင်နာမည်ကဆောဝီလီယံတချို့ဖုန်းကြီးကချုပ်ပုံကြီးအပခေါ်တယ်ဓမ္မကတိကအများကြီးပဲအပသုံးတာအတိုင်းဝိုင်းမှာတော့တာကြီးလို့အပသုံးတယ်ပေါ့တာကြီးလို့ခေါ်တယ်အတော်ကြီးဦးလေးတွေကတခင်ပြကိုနဲ့ကသူတို့ညီကိုနှစ်ယောက်ကိုမိုးကြိုးသားတွေလို့ချစ်စင်လို့ခေါ်ခဲ့ပူပါတယ်နောက်ဆုံးညစာစဝက်မှာတမန်တော်ကြီးတို့ရဲ့ခေါင်းဆောင်ပီတာကိုနိုင်ကမျက်ရည်ပြပြီးသူသိကျင်တာကိုမေးခဲ့ဘူးတာတက်တယ်ပါJesus is involved in many of the central events of Jesus' life, including the transfiguration, the crucifixion, and the discovery of the resurrection. အစဉ်တည်းပြောင်းလဲခြင်းဒုက္ခခံခြင်းပြန်ရှင်ထမြောက်ခဲ့ခြင်းစတဲ့သခင်ဖျားရဲ့အကြီးကျယ်ဆုံးသောဘဝအစိတ်ပိုင်းဖြစ်စဉ်တွေမှာတန်ယောဟန်ကိုအထင်ရှားတွေ့ရတယ်။ He is the disciple who Jesus loved and the one to whom he confided the care of his mother Mary သူ
သူကိုယ်သူတင်စားသုံးနှုန်းထားတဲ့အတိုင်းသူဟာယေရှုချက်တော်တပည့်တော်ဖြစ်ခဲ့သလိုတို့အမေမဲတော်ကိုခွက်တော်မရှိတော့တဲ့အချိန်မှာစောင့်ရှောက်ပေးခဲ့တဲ့သူပါ He is mentioned in the eyes of the apostles တမန်တော်ဝတ္ထုမှာအကျမ်းအရသူစကားပြောတာမတွေ့ရပေမဲ့ဥဆောင်ဟောပြောသူတန်ပေတရဲ့အနားမှာအမြဲတွေ့ခဲ့ရတယ် John chapter 20 verse 8 The other disciple who had reached the tomb first also went and he saw and he believed လူငယ်လေးပီတရတော့အသက်ကြီးတာပေါ့လူငယ်ဆိုတော့သင်္ချိုင်းအရင်ရောက်တာပေါ့လူငယ်မို့သင်္ချိုင်းကိုအရင်ရောက်နေခဲ့မဲ့ဂူထဲကိုအရင်မဝင်မဲ့ခေါင်းဆောင်ပီတကိုရက်ဆောင်ကအရင်ဝင်စေပြီးမှသူကလိုက်ဝင်ခဲ့တာလူကြီးသူမကိုဦးစားပေးရမယ်ဆိုတော့မြမတလေးအမှုအကျင့်လေးကိုအသင်းတော်ရဲ့အစောပိုင်းမှာတည်းကတွေ့ရတာပါတန်ယောဟန်ဟာတင်းချိုင်းကူတဲ့ကိုနောက်မှဝင်ခဲ့ပေမဲ့ဩငါဆရာငါတခင်ရှင်ပြန်ပြီဆိုတာချက်ချင်းရောက်ခဲ့တယ်ချက်ချင်းရောက်ခဲ့တယ်တခင်ပြားကိုယ်တိုင်ရွေးထားတမန်တော်များအကြားမှာကာလဝါအထိသစ္စာရှိခဲ့တဲ့သူဟာလည်းတန်ယောဟန်ပဲသူ့ဘဝရဲ့နောက်ဆုံးနေ့ရက်တွေအကြောင်းတမိုင်းမှတ်တမ်းတွေအရအသက်ရှည်ရှည်နေခဲ့ရသူပါအသက်ကြီးလာလို့ချိနေလာချိန်ဘာသာသူတွေရှိတဲ့တပည့်ဘာသာသူတွေရှိတဲ့စီကိုတပည့်တွေကခေါ်ရတာပေါ့နော်အဲ့ဒီအချိန်မှာသူတရားရှည်ရှည်တွေမဟောနိုင်တော့ဘူးသူရိုးရိုးလေးပဲပြောတယ်ကလေးတို့ရေလက်ဝါအနာတာကလေးတို့ရေအချင်းချင်းချစ်ကြတော့တပည့်တွေကတော့မသေးခင်လေးတမျိုးလေးဟောမလားလို့ခေါ်ရတာဒါပဲပြောတယ်ကလေးတို့အချင်းချင်းချစ်ကြနော်အဲ့ဒီသူ့ဆရာသခင်ရဲ့စကားကိုပဲထက်တလေးလေးပြောခဲ့တာပါမသေးခင်လေးမှာတပည့်တွေကအခြားအကြောင်းတွေမဟောတော့ဘူးလားလို့မေးတဲ့အခါမှာသူဖြေလိုက်တာကဒီလိုပါ Do this alone and it is enough အဲ့ဒါကိုပဲကျင့်ပါကွာလုံလောက်ပါပြီတဲ့